ယောက်ျားလေးတွေရှောင်တက်တဲ့အမျိုးသမီးဇယိုက်လက္ခဏာ9ချက်ကိုဒီနေ့မှာဝေမျှမှာဖြစ်တယ်။ဒီကတော့အဖြစ်များတဲ့အရာဖြစ်တယ်။နံပါတ်1တစ်ချက်အနေနဲ့ယောက်ျားလေးတွေကဘာမကြိုက်ဘူးလဲဆိုတော့ပတ်စံဖြုံးတီးတတ်တဲ့အမျိုးသမီးကိုမကြိုက်ပါဘူး။ပတ်စံဖြုံးတီးတတ်တဲ့သူကိုတငယ်ချင်းဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့အိမ်နောင်ဘက်အဖြစ်ရွေးချယ်မှုကိုတော့သူတို့ညှင်းဆန်တတ်ပါတယ်။အရန်ချစ်လွန်းလို့လက်ထပ်လိုက်တယ်ဆိုရင်တော့မှငွေကြေးအရန်ဖြုံးတီးတတ်တဲ့အတွက်ကြောင့်ငွေကင်ကိုတော့ဇနီးတဲ့ကိုမထားဘဲနဲ့သူတို့ပဲကင်မှာဖြစ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တခါတရံကြရင်လည်းတချို့သောသူတွေကငွေကြေးရန်ဖြုံးတီးတတ်တဲ့အတွက်ကြောင့်မလို့အိမ်အောင်ရေးပြိုကွဲသွားတဲ့အဆင့်ထိတောင်ရှိပါတယ်။ဒါကြောင့်အမျိုးသမီးများငွေကြေးပိုင်းဆိုင်ရာမှာစီစစ်ပြီးသုံးသပ်ဖို့ရန်အတွက်လိုအပ်ပါတယ်။နံပါတ်2တစ်ချက်အနေနဲ့ရည်စားပွေရှုပ်တဲ့အရာကိုယောက်ျားလေးတွေလုံးဝမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့လဲကြိုးမထမ်းချင်ပါဘူး။ဘယ်ယောက်ျားလေးကမှလဲကြိုးထမ်းချင်တဲ့အရာမရှိပါဘူး။ဒါကြောင့်မိန်းကလေးများကိုတန်ဖို့ကိုထားတတ်ဖို့ရန်အတွက်လိုအပ်တယ်။ဥပမာအနေနဲ့ကျမရဲ့လက်ထဲမှာပဝါတစ်ခုရှိတယ်ဆိုပါစို့ဒီပဝါကိုကျမကတရွတရတန်ဖိုးထားတယ်ဆိုရင်ဒီပဝါပြုတ်ကျသွားတယ်ဆိုရင်တော့မှတစုံတစ်ယောက်ကဘေးကဖြတ်တဲ့သူကမြင်တယ်ဆိုရင်ပဝါလေးကိုပြန်ကောက်ပေးမှာပဲ။ဘာကြောင့်လဲကျမကတရွတရနဲ့တန်ဖိုးထားလို့ကောက်ပေးတာဖြစ်တယ်။အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့ကျမကအိမ်ရဲ့ခြေနှင်းဘက်မှာဒီပဝါကိုပဲချပြီးတော့အားရပါရခြေထောက်နဲ့နင်းပြီးတော့ခြေတုပ်လုပ်ပစ်မယ်ဆိုရင်အိမ်ကိုလာတဲ့ဧည့်သည်တိုင်းကလည်းဒီပဝါကိုခြေတုပ်အနေနဲ့ထားမှာပဲဆိုလိုချင်တာကပဝါရဲ့တန်ဖိုးဘလောက်မြင့်တယ်လဲနှိမ့်တယ်လဲဆိုတာထက်ဒီပဝါကိုဘလို့ထိမ့်သိမ့်ပြီးတန်ဖိုးထားတယ်လဲဆိုတဲ့အပေါ်မှာကြည်တာဖြစ်တယ်။ဒါကြောင့်အမျိုးသမီးများကိုတန်ဖိုးထားပါဖြစ်တယ်လို့မနေပါနဲ့ရည်စားပွေရှုပ်တဲ့အရာကိုမလုပ်ပါနဲ့အဖြေတောင်းတိုင်းလိုက်ပေးရအောင်သင်ကအဲ့လောက်ထိမပေါ်ပါနဲ့နော်ကိုတန်ဖိုးထားပါရည်စားပွေရှုပ်ခြင်းမလုပ်ပါနဲ့ယောက်ျားလေးတွေကအဲ့ဒါကိုမကြိုက်ပါဘူးနံပါတ်3တစ်ချက်အနေနဲ့ကပူညံလှုပ်တတ်တဲ့မိန်းကလေးကိုယောက်ျားလေးတွေမကြိုက်ပါဘူးကြောပူပဲခံမယ်နားပူတော့မခံနိုင်ဘူးတပြည့်ပြည့်တောက်နဲ့ပူညံလှုပ်လာပြီးဆိုရင်နောက်ဆုံးအိမ်အောင်ကျသွားရင်တော့မှအဲ့ဒီခင်မွန်းတွေကအိမ်ပြန်လာခြင်းစိတ်မရှိတော့ဘူးရည်စားဘဝမှာဆိုရင်လေနော်တကယ့်ကိုပူညံလှုပ်တတ်တဲ့အမျိုးသမီးနဲ့ရည်စားရတဲ့နော်ရည်စားထားမိတဲ့ယောက်ျားလေးကအမြဲတမ်းပြဿနာရှာခံရတယ်သူ့ရဲ့အမြင်သူ့ရဲ့အထင်နဲ့ဆုံးဖြတ်ပြီးတော့နားကြီးရတယ်အရန်ပူညံကြတော့ဘယ်ယောက်ျားမှမခံနိုင်အောင်ဖြတ်တော့တာပဲဒါလေးတွေကိုလည်းယောက်ျားလေးတွေအရန်ကြောက်ပါတယ်သူတို့ကပူညံတန်အောင်မခံနိုင်ပါဘူးနောက်တစ်ခုကဘာလဲဆိုတော့နံပါတ်4တစ်ချက်အနေနဲ့နှုတ်ကြမ်းတမ်းတဲ့အရာကိုယောက်ျားလေးမကြိုက်ပါဘူးပူညံလှုပ်တာနဲ့နှုတ်ကြမ်းတမ်းတာမတူဘူး